can နဲ့ could ဘာကွာလဲကြည့်လိုက်ရအောင်နော်ခဲတဲ့လေးခဏလောက်ပြီးသုံးစမ်းပါအဲ့ဒါနဲ့ခဲတဲ့လေးခဏလောက်ပြီးသုံးလို့ရမလားအဲ့နှစ်ခုကမတူဘူးနော်အဲ့လိုပဲအင်္ဂလိပ်စာမှာလည်းအားကြတော့တငယ်ချင်းတွေကြားယဉ်နီးတဲ့လူတွေကြားမှာပို့ပြီးသုံးတယ် could ကကြတော့ပို့ပြီးတော့မှရင်ကြီးနဲ့တောင်းဆိုတဲ့ဟာတွေမှာသုံးတယ်အဲ့ဒါဆိုရင်နောက်တဲ့ example sentences လေးကြည့်လိုက်ရအောင်နော် Can you show me how to do this please ငါ့ကိုဒါလေးဘယ်လိုလုပ်ရလဲဆိုတာပြစမ်းပါအဲ့ဒါနဲ့ Could you show me how to do this please ဒီဟာလေးဘယ်လိုလုပ်ရလဲဆိုတာပြပေးလို့ရမလားနောက်တစ်ခုကြည့်လိုက်ရအောင်နော် Can you pass me the salt please စားပလင်းလေးလှမ်းပေးစမ်းပါအဲ့ဒါနဲ့ Could you pass me the salt please စားပလင်းလေးများလှမ်းပေးလို့ရမလားဟုတ်ပြီနော်အဲ့ဒါဆိုရင် can နဲ့ could မတူဘူးဆိုတဲ့ဟာတည်သွားပြီเนาะအဲ့တော့ကိုကအကူညီတောင်းတော့မယ်ရင်ကြီးနဲ့ပြောမယ်ဆိုရင် could ကိုသုံးပြီးတော့မှပြောပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်